ရန်ကုန်မြို့မှာလည်းဘာမှလှုပ်ရှားမရှိပါဗျာတင်းတင်းဒါလေးပဲလှုပ်ရှားရှိတယ်ရုံးသွားလိုက်ချောင်းသွားလိုက်အခုဆိုလို့ရှိရင်သွားစရာလည်းစုံနေမှနဲ့ဆိုဒုက္ခတွေကများဒီနေ့ကစုံရကလေးမျိုးကျွန်တော်ထွက်လို့ရကိုမှလည်းပစ္စည်းရတယ်အများကြီးတက်စီရလည်းမစည်းကြဘူးတက်စီသမားတွေကဆင်မပြေဘူးဗျာကျွန်တော်တို့ပြေးတဲ့သူလည်းရှိမှာပါဗျာကျွန်တော်တော့မပြေဘူးစီရလည်းကြီးကိုကားနဲ့ကိုဆိုလို့ရှိရင်အမှစီ9လောက်မို့လို့ထည့်ပြီးတော်မောင်းယူရမှာအခုကဘာမှမဟုတ်အသွားပြန်အောင်4တောင်း5တောင်းလောက်ကြာတယ်လို့ဖြစ်တယ်ဆောင်းကားနေဆိုကားလေးကနည်းနည်းတော့ရှင်းပါတယ်ဒီနားတစ်ချက်ပိတ်တတ်တယ်ဗျာ spirit ရှင်းမှာတက်စီတွေပဲပိတ်ရထားတာရဲလာတဲ့ချိန်လေးပဲရှင်းတာဒီချက်နဲ့စောသေးတယ်တွေ့ကောင်းတယ်ဗျာမိုးလေးအုံနေလို့တော့ကောင်းတယ်ရန်ကုန်ကတော်ပူးနေပိုးစိုးပါဆက်ပူတာဘလို့မှမနေနိုင်ဒါတော့မှဒီရပိုင်းကမီးလေးနည်းနည်းလာနေလို့အခုမိုးလေးရွာလိုက်တော့နည်းနည်းတော့တတ်တာသွားတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီလမ်းကသွားမယ်ဗျာနောက်ဗီဒီယိုကြလို့ရှိရင်နောက်တစ်လမ်းကသွားမယ်အဲ့လိုလမ်းကြောင်းအမျိုးမျိုးပြောင်းသွားတော့ဒီအဝေးရတွေလည်းမြင်ရတာပေါ့ဗျာကျွန်တော်လည်းဘာမှရိုက်စရာမရှိဘူးဒါပဲရိုက်စရာရှိတယ်လိုင်းကားထဲမှာလူတွေပြည့်ကျက်နေရပဲဒီချိန်လိုင်းကားမစီးရတာပဲကိုကျေးဇူးတင်ရမယ်နှမို့ဆိုတော့မလွယ်ဘူးကအဲ့ဒုက္ခလည်းမသေးဘူးရန်ကုန်မှာနေရတဲ့ဒုက္ခမြန်မာပြည်မှာနေရတဲ့ဒုက္ခတော်တော်မသေးတာဒီမြန်မာနိုင်ငံမှာ transportation နဲ့မြေရောက်ရထားရှိရယ်မြေပေါ်ရထားရှိရယ်ဘတ်စကားရှိရယ်အဆောင်ရှိတယ်ဒီမှာဒီ YBS ပဲစီးနေရချက်ညက်ပြီးတော့ဝိုင်းနက်ကလည်းကြောက်ရသေးတယ်ဖြစ်တော့လဲစီးရတာပဲဗျာဖယ်တတ်နိုင်ပါကျွန်တော်လည်းအဲ့ဘောကလာခဲ့ရတော်တော်ကြီးစိတ်ဆင်းရဲဖို့ကောင်းပါတယ်โอเคမြင်းဒီကုန်းဆက်သွားမယ်ကျွန်တော်ရဲ့ထမင်းဆိုင်လေးကတော့အောက်ဒုက္ခဖြစ်ပါတယ်ခင်ဗျအောက်ဒုက္ခတော့နာမည်ကြီးပေါ့ဗျာကောင်းတယ်မြန်မာထမင်းဟင်းကောင်းတယ်ပြီးတော့အိုက်ဆိုင်ကဘာလဲဆိုတော့သူကဟိုအိမ်ဆိုင်လိုမျိုးလေးဗျာဒီအပေါ်တက်အောက်ထက်ရှိတယ်အပေါ်တက်မှာသူဖျားစင်ကြီးတော်တော်ကောင်းတာကြီးပဲဖျားစင်ကြီးတေချာလောက်တာဖျားစင်ပြီးတော့သူတော်တော်လေးအလှအတန်းနဲ့တော်တော်ရရောရလို့ပြောလို့ရတယ်ဘာလို့ဆိုတော့တစ်ချိန်လုံးအမှချက်ပြုတ်ပြီးတော့ဟိုမှာဖုံးကြီးစွန်ကတ်တရအဲ့လိုကေကိုသူတို့ဆိုင်အောင်တန်ကားတွေပါလာပြီးတော့ရောက်လာလို့ရှင်လဲပါဇက်မယူကွာအဲ့တော့တော်တော်လှူနေပြောရမှာပဲတနေ့နေ့တိုင်းလေအဲ့ဒီနေ့ကိုမနေဘူးတယ်မနဲ့တရတန်းစုံနေပါလောင်ပါညာအဲ့ရဝန်ထမ်းတယောက်ပြောတယ်ကြားလိုက်တာကဲလိုရခီးကိုတော့ပါရပါတယ်စင်ပြေသူလည်းစင်ပြေကိုလည်းစင်ပြေအောင်โอเคဆက်သွားမယ်အခုဆိုရင်တော့ထမင်းဆိုင်ကိုတွားနေပါပြီဆွဲမှာကွာဒီနေ့ကျွန်တော်ဆွဲမဲ့ဟင်းကတော့ကျွန်တော်စဉ်းစားထားတာတော့စိတ်ပဲနဲ့ပြောနေတော့ပိုက်စားလိုက်စိတ်ပဲနဲ့မြင်းခွာရဲတုံးနဲ့9ကြော်နဲ့အဲ့ဒါတော့3000တော့ကြာမယ်ဖြစ်သေးဘူးကွာစိတ်ပဲနဲ့မြင်းခွာရဲတုံးနဲ့ဆွဲမယ်ရှေ့ရလမ်းကြားလေးရက်ကိုရဒီမှာဂျပန်ဆိုင်ကြီးတစ်ဆိုင်ရှိတယ်ညာဘက်ခြမ်းမှာတွေ့ဒီကောင်းလေးအဲ့ကိုလာအဲ့မှာဂျပန်ပစ္စည်းတော်တော်အဆုံရတယ်လို့ပြောတယ်နောက်နေ့လာကြည့်အောင်ပါโอเคကိုမယ်
ဒီလမ်းကြလေနည်းနည်းလေးကားရဲရတာဒုက္ခတော့ရောက်တယ်သူကလမ်းလေးကနည်းနည်းတော့ကျင်းနေပေါ့နော်ဒီမှာဟိုးနေတော့1တီးလိုက်မယ်အဲ့တော့ကိုကဒီနာမရလိုက်မယ်ဟယ်လိုဟိုနဲ့စာတော့ရပြီနဲ့ကျူးတယ်ini ya share ဟိုကစိတ်ပဲရပြီလားစိတ်ပဲတပွဲစားမယ်နော်ပြီးတော့မြင်းခွာရဲတို့တပွဲကောင်းတယ် share ရုံးပရိလေးအဲ့ကောင်ငါပြီးရင်တော့စားကောင်းကောင်းလေးရတယ်ကျွတ်တယ်ဒါလေးကလက်ဆက်ငါပြီးရင်တော့လာนี่มาต่อเลยมิทำไมเราเชร์สวยลูกก่อนทำไมจะน้อยเปลี่ยนแต่ละไอ้ตะคุกูซาลูเชนไอ้ช่วยเปลี่ยนอะไรอย่างปลุกอ่ะซึ่งมันไอ้ย้อนกันแล้วเป็นหน้าตัวกลัวมันดิแกซาลูตาลูปีนักศึกษาปีด้วยนักศึกษาปีอยู่ในปีเดียวจะน้อยนี่ได้กาแฟเล่าเดี๋ยวนะไอ้กาแฟมาต้องอะไรนี่เดี๋ยวดูว่าปลุกมาเสร็จมันเปลี่ยนအဲ့တော့ကျွန်တော်ဂျုံသွားတဲ့လမ်းမှာဟိုရှိတယ်အခရာရှိတယ်အခရာမှာကော်ဖီနှက်ကော်ဖီတောက်မယ်အတိကနှက်ကော်ဖီအတိကကော်ဖီမကောင်းရင်ဘလို့မှအဆင်မပြေဘူးကျွန်တော်တို့ကပြီးတော့ကော်ဖီမတောက်ထားလို့ကျွန်တော်တို့ကအလုပ်လုပ်ရတယ်အဆင်မပြေဘူးဆိုတော့နှက်ကော်ဖီပဲကျွန်တော်ကြိုက်တယ်နှက်ကော်ဖီကိုကောင်းကောင်းလေးပေါ့နော်ကျွန်တော်ကြိုက်တဲ့ဆိုင်ကအဲ့အခရာကြိုက်တယ်နောက်တစ်ခါအဲ့ဖီယာနှက်ကော်ဖီကြိုက်တယ်ဆိုတော့ဒီနေ့ကတော့လမ်းကြောင်းကတော့အခရာနဲ့ပဲနေရဲဆိုတော့အခရာနှက်ကော်ဖီပဲတောက်လိုက်တော့မယ်ဒီလမ်းက one way ဖြစ်သွားပြီတော့ပြန်ထွက်လို့မရဘူးเนาะဒီတက်တယ်ပဲသွားမှညမှာအတရိရောထားအဲ့ထိတ်ကပြန်ထွက်လို့ချင်တော့အမှထိတ်မှာရဲကစောက်တော်ပီကယ်ရှိပါတယ်စုံမကိုဖမ်းလာတာဘာကိုဖမ်းလာလဲတော့မသိဘူးဒီကောင်းလေးက
မျိုးမှာကားမောင်းရတာလဲအလွယ်ဘူးကဲရွှေကိုနိုင်ဖြစ်ပါတယ်ဒီဗီသားပါအားလုံးတော့ဒါမှမဟုတ်လဲပြောလိုက်ပါအောင်ကြာပြီကွာဒီဘယ်ဘက်ချမ်းအိုက်တိုက်ကြီးတဲ့ကျွန်တော်တို့ခက်ငယ်ငယ်တဲ့ရန်ကုန်မြို့ကြီးမှာအဲ့လိုတာဝါတွေတိုက်ကြီးတွေမရှိခင်တည်းကဒီကောင်လေးကရှိတယ်ရွှေကိုနိုင်တင်လာကြီးကညာဘက်ချမ်းဟာကြီးရောပဲပြီးတော့အဲ့အရှိရအမှမီးဆိုင်ဆိုင်ရှိတယ်အဲ့မီးဆိုင်ဆိုလို့ရှိရင်ကျွန်တော်ခြာတိတ်ဘွားဟိုးတော့ကနေပြီးတက်လာခင်တော့အဲ့တဲကအဲ့မီးဆိုင်ရရှိတာကြားလာပြီကဲထိတ်မှဖမ်းနေပါပြီဒါကမီးစိမ်းကိုမီးဝါဖြတ်လို့လားဒါမှမဟုတ်လို့ရှိရင်ပစ္စည်းတင်လို့လားတော့မသိဘူးဆိုတော့ပစ္စည်းတင်လို့ပါပစ္စည်းတင်ရမှာတော့7ဆိုမှဒီဘက်ကဆရာဆန်ဒီဘက်က꿰သွားလဲရဆရာဆန်လမ်းကသွားလဲရဒါပေမဲ့ကျွန်တော်မသွားတော့အဲ့တော့အဲ့ဆရာဆန်လမ်းအဲ့ max စီဆိုင်ထိတ်ကပွိုင်းရဆောင်းရမ်းပိတ်တာဆိုတော့နည်းနည်းတော့ဝေးသွားတယ်ဒီတက်တက်ပဲသွားလိုက်ကျွန်တော်တော့တက်တက်သွားပြီးတော့မှဒီရန်ရှင်းလာရန်ကင်းလမ်းတွေ့လာပညာရေး college ရဲ့လမ်းလေးအဲ့ရပဲပြန်ဝင်တယ်ကျွန်တော်တို့ကြာမီမှာကြောင်းပြန်ဖွင့်တော့မယ်အကျန်လမ်းတွေတော့ပိတ်အောင်မယ်လမ်းပိတ်ထားတဲ့ကိုအဲ့စုံမတွေထပ်ထားမယ်ဆိုရင်ကြောင်းဖွင့်ရကတော့တော်တော်ဒုက္ခရောက်ကြလိမ့်မယ်အကြောင်းသားမိပါတယ်နည်းတဲ့ဒုက္ခတွေမဟုတ်
ကဲကြည့်ပါမယ်ဟုတ်ရတာပါဟုတ်ရလားဒီသွားပြီကဲသွားပါမယ်ဆက်လက်ပြီးတော့ကဲမချမ်းမီချိန်တွင်းမှာ coffee ဆိုင်တို့ရောက်ပါတော့မည်ကျွန်တော်ရုံးဝဒီနားမှာကွာဆိုတော့အဆင်ပြေတယ်ဟာ coffee လေးတောက်မယ်ပြီးရင်လည်းလှုပ်စားလုပ်မယ်ကဲ parking ကတော့ရှိပါလားရောက်ပါပြီခင်ဗျ okay ဒီမှာထိုးလိုက်ရောက်ပြီဆိုတော့ဟိုမှာ coffee ဆိုင်ဟိုးရှေ့မှာမတဲ့အခရညရတော့မသိအဲ့မှာ coffee လေးတောက်ပြီးရနဲ့အလုပ်စားမယ်အလုပ်မစားခင်တော့လုပ်ကြတခုချင်သေးတယ်900ဝယ်ရအဲ့ကျွန်တော်အဲ့ video editing လုပ်တဲ့အချိန်ကြာလို့ရှင်900စားမှရတာဗျအကျဉ်းတဲ့ချိန်တော့မစားပါဘူးအဲ့ video editing လုပ်တဲ့အချိန်ကားမောင်းတဲ့အချိန်ကားမောင်းနေဆိုတာလေ highway မောင်းတဲ့အချိန်မှာဒီလိုချိန်ကတော့မစားပါဘူးအခုကတော့ကျွန်တော် channel ဒီနေ့အသစ်စမယ်ပေါ့နော်ကျွန်တော်ရဲ့အဓိက main channel ကတော့ Nashoko Vlogs လို့ခေါ်တယ်အဲ့မှာကတော့ကျွန်တော် tech tutorial တွေvideo editing တွေ
ဒီ product review ဒီဘယ်လိုပြောမလဲ review တွေပိုင်းနဲ့ပါလုပ်တယ်ပေါ့နော်အဲ့ဒါတွေလုပ်တယ်အဲ့တော့ကျွန်တော် main channel YouTube မှာရော Facebook မှာ TikTok မှာရောရှိရပါတော့အဲ့တော့ကျွန်တော်တက်ဟိုဒီဘက်ကကျွန်တော်တက်တယ်တက် review နဲ့ဒီ video editing ဟိုဟာတွေပဲပြောနေရတော့ပြင်းလာတော့ဒီမြန်မာပြည်ကအကြောင်းလေးတွေရန်ကုန်ကအကြောင်းလေးတွေဟိုသွားဒီသွားအဲဒါလေးတင်ဖို့ပေါ့နော်အခုဒီနေ့ channel အသစ်စတယ်ဒီနေ့ကတော့မေ22 2026ပါနော်ဒီ email ကဘာလို့မရအောင်လို့